ခန္ဓာကိုယ်မှာရေစီဘူးလေးပေါ်လာတယ်ဒီရေစီဘူးလေးမပေါ်ခင်နည်းနည်းဆက်ဖြင်းနဲ့တင်းပြီးတော့နာတာမျိုးရတာမျိုးခံစားရတယ်ဒါဆိုရင်သင်ကရေယုံပေါက်တာဖြစ်နိုင်ပါတယ်Dr. Nay Wellness Clinic အဲ့တော့ရေယုံကကျွန်တော်တို့ခန္ဓာကိုယ်နေရာနှံ့ပြားမှာပေါက်ကြပါတယ်လူတစ်ယောက်မှာတစ်သက်မှာတစ်ခါတော့ရေယုံပေါက်ခုကြတတ်ပါတယ်အဲ့တော့ရေယုံပေါက်စီတဲ့အကြောင်းရင်းကတော့ Herpes virus ပိုးကြောင့်ဖြစ်ပါတယ်Herpes virus ပိုးကကျွန်တော်တို့ Herpes simplex ရှိတယ် Herpes zoster ဆိုတာရှိတယ် Herpes simplex ကတော့အများသောအားဖြင့်ကျွန်တော်တို့နှာခမ်းတစ်ဝိုင်းနဲ့လည်ငါတစ်ဝိုင်းမှာဖြစ်တတ်တယ် Herpes zoster ကတော့ခန္ဓာကိုယ်ရဲ့တခြားနေရာတွေမှာဖြစ်နိုင်ပါတယ်အဲ့တော့ Herpes simplex ကတော့ကျွန်တော်တို့ဒီနှာခမ်းချင်းနှမ်းရှုံတာတွေနောက်ပကံတွေဇုံးတွေကို share ပြီးတော့အတူတူသုံးတာတွေနောက်တစ်ခုလိင်ဆက်ဆံရတဲ့စဉ်ကူးဆက်တတ်ပါတယ် Herpes zoster ကတော့ထိတွေ့ရတဲ့စဉ်ကူးဆက်တတ်တယ်အဲ့တော့ Herpes simplex ကတော့ကျွန်တော်နှာခမ်းတစ်ဝိုင်းမှာအဖြစ်များကြတယ်တော်တော်များများဒီနှာခမ်းတစ်ဝိုင်းမှာရေကြည်ပူးလေးပေါက်ကြတယ်ပေါ့နော်နောက်တစ်ခုကတော့ genital herpes လို့ခေါ်တဲ့ဒီလည်ငါတစ်ဝိုင်းမှာရေုံလေးပေါက်တာပါဒီယောဂကတော့သူကလိန်ကနေတဆင်ကူးဆက်တတ်တဲ့ယောဂဖြစ်ပါတယ်နောက် Herpes zoster ဆိုတာတော့ကျွန်တော်ခန္ဓာကိုယ်မှာဖြစ်တာပေါ့နော်ခန္ဓာကိုယ်ပေါ်မှာအထူးသဖြင့်ကျွန်တော်တို့ bite လိုမျိုးနေရာတွေပေါင်လိုမျိုးနေရာတွေနောက်ပခုံးလိုမျိုးနေရာတွေမှာအဓိကဖြစ်တယ်သူ့ရဲ့ရေကြည်ဘူးကခုနဒီနှာခမ်းတွေလိန်ငါတွေမှာဖြစ်တဲ့ရေကြည်ဘူးတွေပို့ပြီးတော့များတယ်ပွားတာလည်းပွားမြန်တယ်ပေါ့နော်အဲ့တော့ဒီရေုံပိုးကူးဆက်ခံရပြီဆိုလို့ရှိရင်ဒီရေုံပိုးကခန္ဓာကိုယ်ထဲကိုဝင်လာတယ်ဆိုလို့ရှိရင်သူကပွားတယ်ပေါ့နော်ပွားပြီးသွားလို့ရှိရင်သူကဒီတစ်ပတ်10ရက်အတွင်းမှာတက်တာသွားတယ်ပျောက်သွားတယ်ပေါ့နော်ပျောက်သွားပြီးတော့သူကခန္ဓာကိုယ်ရဲ့အောင်ကျော်တဲ့နေရာမှာဝင်ပုံအောင်ပြီးတော့နေတယ်ပေါ့နော်ဒီရေုံပိုင်းတော့ပေါ်ခန္ဓာကိုယ်ရဲ့တစ်ခါဝင်ပြီးတော့ရင်သူကလုံးဝပြန်မထွက်တော့ဘူးအမြဲတမ်းရှိနေတယ်ပေါ့နော်ကျွန်တော်တို့ဒီရေုံပိုင်းတော့ပေါ်ဝင်လာရင်ကုသမှုအနေနဲ့ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီရေုံပိုင်းတော့ပိုးသက်စီတောက်ဆေးလိန်ဆေးတွေလိန်ရမှာဖြစ်ပါတယ်အဲ့တော့တောက်ဆေးအနေနဲ့ဆိုရင်ကျွန်တော်တို့ဒီAcyclovir tablet တွေကိုဆရာဝန်ကခန္ဓာကိုယ်ရဲ့ body weight ပေါ်မူတည်ပြီးတော့ပေးမှာဖြစ်တယ်။လိမ့်စီးအနေနဲ့ဆိုရင် Acyclovir cream မနက်တစ်ချိန်နေ့တစ်ချိန်ညတစ်ချိန်တစ်နေ့3ချိန်လေးလို့ရတယ်။ဒါပေမဲ့နောက်ပိုင်းစာဆောင်တွေမှာဒီ Herpes zoster လို့ခေါ်တဲ့ခန္ဓာကိုယ်ပေါ်မှာပေါက်တဲ့ဒီရေုံကြီးတွေကဒီလိမ့်စီးနဲ့မထိရောက်တော့ဘူးတောက်စီးနဲ့မှတကယ်ထိရောက်တယ်ဆိုပြီးတော့သူသေသနာစာတမ်းတွေထွက်လာရှိတယ်။ဒါပေမဲ့ဒီနှခမ်းတို့လိန်ငါတို့မှာတော့ဒီလို Acyclovir cream လေးနဲ့အဆင်ပြေနေကြဆဲဖြစ်ပါတယ်။တကယ်လို့မိတ်ဆွေကဒီတစ်ပတ်10အတွင်းမှာယောဂမသက်သာဘူးပို့ပြီးတော့တင်းပြီးတော့နာလာတယ်၊ကြိုက်လာတယ်၊ပြီးထက်လာတယ်ဆိုလို့ရှိရင်တော့နိစေရဆရာဝန်နဲ့အမြင့်ဆုံးပြသဖို့လိုအပ်ပါတယ်။ Okay ပါကျွန်တော်ခုပြပေးတဲ့အကြောင်းအရာမိတ်ဆွေတွေအကျိုးရှိရဆိုရင် comment မှာ yes လို့ရေးပေးတော့ပါတခြားမိတ်ဆွေတွေအောင်လည်း share ပေးတော့ပါနောက်ထပ်ကျွန်မဥဒရာဗီဒီယိုသိချင်တဲ့ဆိုရင်တော့ဒီအကောင့်လေးကို follow လုပ်ထားဖို့မမေ့ပါနဲ့เนาะအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်